ဒီဗီဒီယိုမှာလူတဦးဟာဝက်မကြီးကဝက်ကလေးတွေမွေးဖွားနေတာကိုကူညီပေးနေတာပဲဖြစ်ပါတယ်။မြင်တွေ့ရတာဟာတကယ်ကိုစိတ်လှုပ်ရှားဖို့ကောင်းပြီးတဘာဝတရားရဲ့ထူးခြားမှုကိုပြသနေပါတယ်။ဝက်မွေးမြူရေးမှာဝက်ကလေးတွေကျဉ်ကျပ်မာမာနဲ့အောင်မြင်မြင်မွေးဖွားနိုင်ဖို့အတွက်ဝက်မကြီးတွေရဲ့ဘေးမှာနေပြီးကူညီပေးခြင်းကဝက်ကလေးတွေရဲ့အသက်ရှင်နှုန်းကိုပိုမိုမြင့်မားစေပါတယ်။တချို့တင်ပြင်ဆင်ခြင်းဝက်မကြီးမွေးဖွားမဲ့နေရာကိုတန်ရှင်း6တွေ့အောင်ပြင်ဆင်ထားပါဗီဒီယိုတွေကလိုမျိုးဝက်မကြီးလဲလျောက်မှုတန်ရှင်းတဲ့အဝတ်သို့မဟုတ်ဆာလာအိမ်များခင်းပေးထားပါနှစ်မွေးဖွားစဉ်ကူညီပေးခြင်းတန်ရှင်းရေးဝက်ကလေးမွေးလာတာနဲ့တပြိုင်နက်တန်ရှင်းတဲ့အဝတ်6နဲ့ဝက်ကလေးရဲ့ကိုယ်ပေါ်ကအချွဲတွေကိုချက်ချင်းတုပ်ပေးပါအသက်ရှူလမ်းကြောင်းအထူးသဖြင့်နှာခေါင်းနဲ့ပါးစပ်ထဲကအချွဲတွေကိုအရင်ဆုံးဖယ်ရှားပေးခြင်းဖြင့်ဝက်ကလေးအသက်ရှူရလွယ်ကူစေပါတယ်သွေးလည်ပတ်မှုအဝတ်နဲ့ခက်သွက်ပို့တိုက်ပေးခြင်းကဝက်ကလေးရဲ့ခန္ဓာကိုယ်ကိုနှွေးထွေးစေပြီးသွေးလည်ပတ်မှုကိုကောင်းမွန်စေပါတယ်။သုံးချက်ကြိုးကိုဂရုစိုက်ခြင်းဝက်ကလေးမွေးပြီးရင်ချက်ကြိုးကိုတန်ရှင်းတဲ့ကြိုးနဲ့ချီပြီးဖြတ်ပေးရပါမယ်။ပိုးမဝင်အောင်အိုင်အိုဒင်းရဒင်းကဲ့သို့ပိုးသက်စေရည်ထဲမှာချက်ကြိုးကိုနှစ်ပေးဖို့မမေ့ပါနဲ့။လေးနို့ဥယီတိုက်ကျွေးခြင်းဝက်ကလေးတွေမွေးပြီးချင်းနိုင်ဝက်အတွင်းမိခင်ရဲ့နှုတ်ဦးရည်ကိုတောက်သုံးခွင့်ရဖို့အလွန်အရေးကြီးပါတယ်။ဒါမှသာဝက်ကလေးတွေမှာယောဂကာကွယ်နိုင်တဲ့ကိုယ်ခံအားတွေရရှိမှာဖြစ်ပါတယ်။မှတ်ချက်ဝက်မကြီးကမွေးဖွားရခက်ခဲနေရင်ဒါမှမဟုတ်မွေးနေစဉ်တစ်ကောင်နဲ့တစ်ကောင်ကြားအချိန်လွန်ကြာနေရင်တော့ကျွမ်းကျင်တဲ့တိရစ္ဆာန်ဆေးကူးဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ဒီဗီဒီယိုကဝက်မွေးမြူရေးလုပ်ကိုင်နေသူတွေအတွက်ရောအခြေခံဗဟုသုတရှာဖွေသူတွေအတွက်ပါအလွန်အသုံးဝင်တဲ့ပြကွက်တစ်ခုဖြစ်ပါတယ်။